ရော်နူးမျိုးကကိစ္စအလုံးပြီးသွားချိန်မှာတော့ကူရာကသူ့ boss နဲ့အတူခရီးဆက်ထွက်သွားခဲ့တယ်လို့ Green Island ကိစ္စရဲ့ copy 9 ခုစလုံးကိုလည်းတထိတ်ကြီးဘာတဲရာတာကပဲမထန်တဆဈေးတွေခေါ်ပြီးရသွားခဲ့ပါတယ်။ကူရာထပ်သွားတဲ့သတင်းကိုကြားတော့ဂွန်တို့တွေလည်းသူတို့ကိုနှုတ်ဆက်မသွားလို့အံ့ဩနေကြချိန်သူတို့ကိုကူညီနေတဲ့ဇံပယ်ကလည်းလေလံကိစ္စပြီးသွားတော့ဈေးတက်ကပစ္စည်းတွေရောင်းလို့ရတဲ့ငွေကိုပေးခဲ့ပြီးထွက်သွားပြန်ပါတယ်။တထိတ်ကြီးဘာတဲရာတာရဲ့လေလံဆွဲတဲ့သတင်းတွေကလည်းသတင်းအစီအစဉ်တွေအထိပါနာမည်ကြီးလာပြီးဒီနေ့မှဆိုရင်ဂိမ်းထဲကိုဝင်ဆော့ရမယ်ပလေယာတွေကိုရွေးချယ်ရမှာနန်သုံးနိုင်တဲ့လူတွေအများကြီးခမ်းမထဲမှာရောက်နေပါတယ်။လူစုံနေတဲ့အချိန်လောက်မှာပဲပလေယာတွေကိုစစ်ဆေးမယ်ကစားသမားဟောင်းတာဆဲဂရတ်ထွက်လာပြီးစင်ရဲ့ကလကအနောက်မှာအလှည့်ကျစစ်ဆေးမှာပို့တယောက်ချင်းစီလာပြီးကိုယ့်ရဲ့ run ကိုပြပေးဖို့နဲ့လာတဲ့သူတွေအများကြီးတဲ့ကနေ32ယောက်ကိုပဲရွေးမယ်အကြောင်းပြောတယ်။စကားအဆုံးမှာပဲလူတွေအားလုံးဗေတနေရာကြီးမှာတန်းစီလိုက်ကြပြီးကလကနောက်တဲကိုတယောက်ပြီးတယောက်ဝင်သွားသလိုတန်းစီနေတဲ့လူအုပ်ရဲ့ဘေးမှာလည်းအချိန်နေစောင့်ကြည့်နေတဲ့လူတွေမတက်ရက်နေကြပါတယ်။ဂွန်နဲ့ကီရူလာတို့ကတော့ပထမအုပ်စုနှစ်ခုထဲမှာမပါပဲဘာလို့ရမှန်းမသိတာနဲ့ကိုနေရာမောင်ကိုထိုင်နေကြတဲ့အုပ်စုမှာပဲရောက်နေတယ်လို့သူတို့လိုပဲနေရာမှာတဲ့ထိုင်နေကြတဲ့လူတွေလည်းရှိနေပြန်ပါတယ်။ကီရူလာစိတ်ထဲမှာတော့တာဆဲဂရတ်ကဘာမှရေရရမရှင်းပြပဲကလကနောက်ွယ်ကိုခေါ်တာရေကလကနောက်ကိုဝင်သွားတဲ့လူတွေတိုင်းကလည်းတယောက်မှပြန်ထွက်မလာတာရေကြောင့်အကုန်လုံးအောင်သွားတာလားဆိုပြီးသူတို့အတွက်မကြံတော့မှကိုပူပန်နေခဲ့တယ်။အဲ့ဒီအချိန်သူတို့နောက်မှာသူတို့လိုပဲထိုင်နေတဲ့လူတယောက်ကတန်းစီနေတဲ့လူတွေနဲ့ဘေးမှာရပ်နေကြတဲ့လူတွေကစမ်းသက်တာအောင်မြင်ဖို့ရာဂိုင်နှုန်းနဲ့ဆိုပြီးဂိမ်းရဲ့ယူရဲချက်ကိုသာတေချာသိရင်ဒီလိုအလင်းလိုစရာမလိုဘူးဆိုတဲ့အကြောင်းတွက်ပြတယ်။ဒါနဲ့ကီရူလာလည်းသူတို့သွားတွေ့ခဲ့တဲ့နေ့တုန်းကတထေးကြီးပြောခဲ့တဲ့ကစားသမားတေချာရွေးရမယ်ဆိုတဲ့စကားကိုပြန်စဉ်းစားမိသွားပြီး32ယောက်ရွေးမယ်ဆိုတာမဖြစ်နိုင်မှန်းသဘောပေါက်သွားတယ်။ဒါပေမဲ့ဂွန်ကတော့ပွဲစီစဉ်တဲ့လူတွေကလာပြိုင်တဲ့လူတိုင်းကိုစစ်ဆေးကျင်တာတဘာဝပဲဆိုတဲ့စကားကိုဝင်ပြောလိုက်တာမို့သူတို့နောက်ကလူလည်းဟုတ်တာပေါ့ဆိုပြီးစိန်ပေါ်ကလူကနောက်ထပ်တစ်ယောက်လာခဲ့ဖို့ခေါ်တာနဲ့သူ့နာမည်ကိုမိတ်ဆက်ပြီးထွက်သွားတော့တယ်။ခဏကြာတော့ကီရူလာအလှည့်ရောက်လာတာနဲ့ကီရူလာလည်းအရင်ထွက်သွားနေပြီးကလကနောက်ကိုဝင်ချင်းသူ့အဖိုးဖျက်ချောက်ခဲ့ဘူးတဲ့နိုင်မယ်ထင်မှလို့အဲ့လိုမှမဟုတ်ပဲကို့အစွမ်းရှိသလောက်ပြပြီးရှုံးမယ်ဆိုရင်အလကားပဲဆိုတဲ့စကားသံတွေကိုပြန်ကြားလာရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီစကားတွေကလောက်ကျန်တက်ဖြတ်ရေးသမားကီရူလာအတွက်သာအသုံးဝင်ပြီးဟန်တာကီရူလာအတွက်တော့အသုံးမဝင်တာမို့တာဆေဂရရှိကိုယုံကြည်မှုအပြည့်နဲ့ရောက်သွားပြီးသူဒီဝင်ခွင့်အတွက်စူးစမ်းလေ့ကျင့်ခဲ့တဲ့လက်ထဲကနေလျှက်စစ်ထုတ်တဲ့စွမ်းအားကိုပြပေးလိုက်တယ်။ချက်ချင်းဆိုသလိုမှပဲအခန်းတစ်ခုလုံးထဲမှာအပြာရောင်လျှက်စစ်လိုင်းတွေအများကြီးဖြာထွက်လာတာမို့ကစားသမားစစ်တဲ့တာဆေဂရလည်းဘလို့လုပ်ပြီးရက်အနှဲငယ်အတွင်းမှာဒီလောက်ကြီးမားတဲ့စွမ်းအားကိုလုံနိုင်သွားတာလေဆိုပြီးတန်းတော်ဖြစ်သွားပါတယ်။အောင်မှုတွေရဲ့နောက်မှာတော့ကီရူလာကိုကစားသမားဖြစ်ခွင့်ပေးလိုက်ရတာမို့ကီရူလာတယောက်စူးစမ်းရကြိုးနှက်သွားပြီးပျော်ရွှင်နေတော့အန်အော်ဒါမပြီးသေးတဲ့တာဆေဂရကတော့ဒီလောက်ကြီးမားတဲ့လျှက်စစ်ကိုထုတ်နိုင်ရင်ပြေးထန်တဲ့လေ့ကျင့်ခန်းတွေကိုတေးအောင်လုပ်ရမှာပဲဆိုပြီးတတိပေးသလိုပြောလိုက်တယ်။ဒါကိုကီရူလာကတော့မမှုတဲ့ပုံစံနဲ့သူကလျှက်စစ်ကိုဖတ်ပြီးမွေးခဲ့တဲ့ကောင်လို့ပြန်ပြောရင်အောင်သွားတဲ့လူတွေရှိတဲ့တစ်ဖက်အခန်းထဲကိုဝင်သွားပြီးဂွန်ကိုထိုင်ဆောင်နေလိုက်ပါတယ်။ခဏအကြာမှာတော့ကြီးမားတဲ့ပောက်ကွဲတန်ကြီးနဲ့အတူဂွန်တယောက်ဆာမွေးဝက်အောင်တဲ့သူအဖြစ်နဲ့သူရှိတဲ့အခန်းစီကိုဝင်လာတာမို့နှစ်ယောက်သားပျော်ရွှင်နေကြပြီးဆာမွေးဝက်စစ်တာလည်းပြီးသွားခဲ့တော့တယ်။သူတို့ပထမအဆင့်အောင်သွားတော့လီယိုနဲ့အတူအောင်ပွဲခံနေကြပြီးသူတို့ထပ်ပိုနားလည်မယ်ထင်တဲ့လီယိုကိုလည်းသူတို့ရလာတဲ့ဂိမ်းနဲ့ပတ်သက်တဲ့ကစားသမားတွေရဲ့သဘောတူစာချုပ်ကိုကြည့်ခိုင်းတယ်။စာချုပ်ထဲမှာအချက်3ချက်ပါပြီးပထမတစ်ချက်ကဂိမ်းထဲမှာဒဏ်ရာရရင်ဖြစ်စေတည်သွားရင်ဖြစ်စေကစားသမားအနေနဲ့ဘာမှတောင်းဆိုလို့ရမှာမဟုတ်ဘူးဆိုတာရယ်ဒုတိယကဂိမ်းထဲကနေယူလာသမျှ item အားလုံးကတထေးကြီးဘာတဲရာတာအပိုင်ဆိုတာရယ်နောက်ဆုံးတစ်ခုကတော့ဂိမ်းကိုနိုင်မယ်ဆိုရင်50ဘီလီယံရမယ်ဆိုတာပါပဲလီယိုကတော့ဖတ်ပြီးပြဿနာမရှိဘူးလို့ပြောပေမဲ့ကီရူလာကတော့ဒုတိယတစ်ခုဖြစ်တဲ့ဂိမ်းထဲကပစ္စည်းမှန်သမျှဘာတဲရာတာကိုပေးရမယ်ဆိုတဲ့အချက်ကိုသဘောမကျဖြစ်နေပါတယ်ဂွန်ကတော့ဘာပဲဖြစ်ဖြစ်သူကသူ့ဥဖိန်နဲ့နီးကျင်လို့ဂိမ်းလာဆော့တဲ့သူဖြစ်နေတာမို့အဆင်ပြေနေပြီးဒုတိယခြေလမ်းဖြစ်တဲ့ဂိမ်းထဲကိုဝင်ရတော့မဲ့နေ့မတိုင်ခင်မှာပဲလီယိုကလည်းသူတို့ကိုနှုတ်ဆက်ပြီးသူ့အလုပ်ရှိတဲ့နေရာကိုပြန်သွားပါတယ်ဒီလိုနဲ့နောက်ဆုံးတော့ဂွန်နဲ့ကီရူလာနှစ်ယောက်သာကြံနေခဲ့ပြီးဂိမ်းကစားဖို့ချိန်ထားတဲ့နေရာကိုအားလုံးနဲ့အတူတူရောက်လာကြတဲ့အချိန်လေလံအောင်ထားတဲ့ဂိမ်းဆက်တွေအပြင်ဂိမ်းဆက်အများကြီးကိုတွေ့လိုက်ရတယ်တာဆဲဂရတ်ကတော့ဂိမ်းထဲကိုမဝင်ဂိမ်းတည်တဲ့အချက်တွေကိုရှင်းပြနေပြီးအားလုံးပြီးပြီဆိုတာနဲ့ဂိမ်းထဲကိုဝင်ဖို့ကိုဘယ်သူအရင်ဝင်ရမလဲဆိုတာကိုမျှမျှတတဖြစ်သွားအောင်ကြောက်တုံးစကူကက်ကြီးဆိုတဲ့ဂိမ်းကိုကစားခိုင်းလိုက်တယ်အဲ့ဒီမှာပဲဂွန်ကပထမဆုံးဖြစ်ပြီးကီရူလာကတော့18ယောက်မြောက်ကိုရောက်သွားတာမို့ကီရူလာကဂွန်မဝင်ခင်သူရောက်လာတဲ့အထိဘဲမှမသွားပဲစမှတ်မှာပဲစောင့်နေဆိုပြီးမှားလိုက်တယ်ဂွန်ကလည်းလက်ခံပြီးသူ့အဖေစီကရတဲ့လက်စွပ်နဲ့ကိုပိုင်မက်မိုရီကတ်ကိုတုံးလို့ချက်ချင်းဆိုသလိုပဲအားလုံးရှိကနေပျောက်သွားပြီးဂိမ်းထဲကိုရောက်သွားပါတော့တယ်အဲ့ဒီမှာပဲကောင်မလေးတယောက်နဲ့တွေ့ရပြီးသူကဂိမ်းဘလို့အလုပ်လုပ်လဲဆိုတာရှင်းပြပေးမယ်ဆိုပြီးဒီဂိမ်းမှာဆိုရင်ဂွန်ဝတ်ထားတဲ့လက်စွပ်ကိုဝတ်တဲ့သူတိုင်းကမချစ်စပဲနှစ်ခုကိုအသုံးပြုနိုင်မယ်ဆိုတဲ့အကြောင်းနဲ့အဲ့ဒီနှစ်ခုကစာအုပ်နဲ့ဂိမ်းဆိုတဲ့အရာဖြစ်ပါတယ်အဲနောက်တော့ဂွန်ကိုလက်စွပ်ဆွတ်ထားတဲ့လက်ကိုရှေ့ထုတ်ခိုင်းပြီးစာအုပ်ဆိုပြီးပြောခိုင်းတာနဲ့ဂွန်လည်းပြောလိုက်တော့ရုတ်တရက်ဆိုသလိုပဲစာအုပ်တအုပ်ကသူ့ရှေ့မှာဘွားကနေပေါ်လာပါတယ်ဒီဂိမ်းမှာဂွန်လုံးရမှာကကတ်တွေကိုစူဆောင်းရမှာဖြစ်ပြီးရလာတဲ့ကတ်တွေကိုစာအုပ်ရဲ့ပထမစာမျက်နှာမှာပါတဲ့နံပါတ်တူအ
ကွက်လေးတဲ့ထဲမှာထည့်ရမှာဖြစ်ပြီးနံပါတ်မတူတာတွေကိုရခဲ့မယ်ဆိုရင်တော့ဒုတိယစာမျက်နှာကအကွက်မှာသွားထည့်ရမှာဖြစ်ပါတယ်ဒီဂိမ်းကိုနိုင်ဖို့ဆိုရင်ဂွန်ကကတ်တရာစုဆောင်းရမှာဖြစ်ပြီးအဲ့ဒီဟာရဲ့အဓိပ္ပာယ်ကတော့ဂွန်ကဂိမ်းထဲကနေရသမျှပစ္စည်းတွေကိုကတ်အဖြစ်ပြောင်းပြီးစာအုပ်ထဲထည့်ရမယ်ဆိုတာပါပဲဥပမာအနေနဲ့ဆိုရင်ဂွန်ကဓာတ်တစ်ချောင်းရလာရင်အဲ့ဒီဓာတ်ကိုကတ်အဖြစ်ပြောင်းရမှာဖြစ်ပြီးအဲ့ဒီကတ်ကိုဓာတ်အဖြစ်ပြန်ပြောင်းသုံးချင်ရင်တော့ဂိမ်းဆိုတဲ့စကားကိုပြောပြီးပြန်ပြောင်းရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမှာတစ်ခုရှိတာကတ်ကနေပစ္စည်းပြောင်းပြီးပြီဆိုရင်တော့ကတ်ပြန်ပြောင်းလို့မရတော့ဘူးဆိုတဲ့အချက်ဖြစ်ပြီးတခြားအနေနဲ့ဆိုရင်လည်းပစ္စည်းကတ်ကနေကတ်ပြောင်းလို့မရနိုင်တဲ့အခြေအနေနှစ်ခုရှိပါတယ်အဲ့ဒါကတော့ကစားသမား၃ယောက်ကပစ္စည်းကနေကတ်ကိုပြောင်းပြီးသွားပြီဆိုရင်ကတ်ရဲ့ကန့်သက်ချက်စည်းမျဉ်းအရာ၄ယောက်မြောက်ကစားသမားကထပ်ပြောင်းလို့ရတော့မှာမဟုတ်ဘူးဆိုတာရယ်ကတ်ကိုရခြင်းစာအုပ်ထဲမထည့်ဘူးဆိုရင်လည်းကတ်ကပစ္စည်းအဖြစ်ပြန်ပြောင်းသွားမှာမို့အဲ့လိုဖြစ်ပြီဆိုကတ်အဖြစ်ပြန်ပြောင်းလို့မရတော့ပါဘူးအဲ့ဒါတွေထပ်ပိုရေးကြည့်တာကစားသမားကဂိမ်းထဲမှာတည်သွားရင်သူပိုင်တဲ့စာအုပ်လက်စွပ်နဲ့စာအုပ်ထဲကကတ်တွေပါအကုန်ဆုံးရှုံးရမှာဆိုတဲ့အချက်ကိုပြောပြပြီးညီကုန်းချုပ်လိုက်ပါတော့တယ်အဲနောက်မှာတော့ကစားတဲ့နေရာကိုသွားဖို့အတွက်လေကတိတစ်ခုချပေးရင်ဂျင်းစီကနေလာတဲ့ message ကိုလည်းဖွင့်ပြတာမို့လှေကားကနေဆင်းသွားရင်အဲ့ဒီ message ကိုစဉ်းစားနေပြီးပါတယ် message ထဲမှာတော့ဂျင်းကဂွန်ဒီရောက်လာလို့ဂုံပြူစကားပြောပေးနေပြီးသူ့အကြောင်းသိရဖို့မျှော်လင့်နေရင်တော့စိတ်မကောင်းဘူးဆိုပြီးသူကဒီဂိမ်းကိုပြချင်အောင်တတ်ပိမို့ပျော်ကစားပါဆိုပြီးပဲပြောတယ်ဂွန်လည်းသူ့အဖေပြောတာတွေကိုပြန်စဉ်းစားရင်အောက်ကိုဆင်းလာခဲ့ချိန်မှာတော့ဆူရှာတဲ့အလင်းတန်းကသူ့မျက်နှာကိုဝင်တိုးတာနဲ့မျက်စိစူးသွားတဲ့တခဏမှာတော့သူကပြင်ကဘာကအတိုင်းတူညီတဲ့မျိုးတစ်မျိုးကိုရောက်သွားပါတော့တယ်အဲ့ဒီမှာတရားရောက်ကသူ့ကိုစောင့်ကြည့်နေသလိုခံစားရပြီးကီရူလာလည်းပေါ်မလာသေးတာနဲ့ရဲဆောင်နေတော့သူ့နောက်ကဝင်လာတဲ့သူတွေကလည်းသူ့လိုပဲခံစားရတယ်ဆိုတာကိုသိလိုက်ရတယ်ခဏအကြာမှာတော့ကီရူလာရောက်လာတာနဲ့သူတို့နှစ်ယောက်လည်းဦးတီယာကိုစကားလေးတပြောပြောနဲ့ရှောက်လာနေတော့ရုတ်တရက်ဆိုသလိုသူတို့ရှေ့မှာဝုန်းဆိုတဲ့ပောက်ကွဲတန်နဲ့အတူလူတစ်ယောက်ရောက်လာပါတယ်အဲ့ဒီလူကဂွန်တို့ကိုအခုမှဂိမ်းစကစားတဲ့သူတွေမလားလို့မေးတော့ဂွန်တို့လည်းသူတို့ကကစားနေကြလူတွေတို့ရွှေ့လိုက်ပြင်မဲ့လေအဲ့ဒီလူစီမာကတစ်ဖက်ကစားသမားရဲ့ကိုရေးအချင်းကိုဖော်နိုင်တဲ့စတီကတ်ရှိနေတာမို့ဂွန်တို့လိန်တာပေါ်သွားပါတယ်အဲ့ဒါအပြင်အဲ့ဒီလူကကတ်ကိုစာအုပ်ထဲမှာထည့်ပြီးဂွန်တို့ရဲ့နာမည်တွေကိုစုံစမ်းနိုင်သွားတာမို့ဂွန်တို့လည်းသူတို့နာမည်ဘယ်လိုသိတာလဲဆိုပြီးအန်အော်တကြီးနဲ့မေးတော့အဲ့ဒီလူကဆရာကြီးပုံစံနဲ့ဒီနေရာမှာစပယ်ကတ်တွေအကြောင်းမသိရင်အသက်ရှင်လို့မရဘူးဆိုတာကိုပဲပြောပါတယ်အဲ့နောက်အသက်တွေဆိုတာသိကြနေတာရဲ့ခလေးဆိုတော့ပေါ်သေးသေးပဲမှတ်ပြီးအနိုင်ကျင့်ကျင်နိုင်ရင်လည်းဂွန်တို့ကိုပြတ်မှတ်ထားပြီးဘယ်တော့တိနေရာကိုတိနေနိုင်မယ် trace ကတ်ကိုသုံးပြီးကီရူလာကိုဦးတီတိုက်ခိုက်တော့တယ်ကီရူလာလည်းအတိုက်ခိုက်မခံရအောင်ပတ်ပြေးပေမဲ့စပယ်ကတ်နဲ့တိုက်ခိုက်ခံရရင်လွတ်လန်းမရှိတာမို့နောက်ဆုံးမှာတော့ကီရူလာကိုကတ်ထိသွားပြီးတပြိုင်တည်းမှာပဲကတ်ပိုင်ရှင်မှာကြောက်စိတ်တွေပါပေါ်လာပါတော့တယ်အဲ့ဒါကတော့ကီရူလာကဘာကောင်လဲဆိုတာကိုသိသွားလို့ဖြစ်ပြီးသူတိုက်ခိုက်ဖို့အနေနဲ့များတာနဲ့ချက်ချင်းပဲ return ကတ်ကိုသုံးလို့မာဆာဒိုရာမျိုးစီတုံးပြီးခုန်ကူးသွားပါတော့တယ်ဒီတော့မှဂွန်တို့တွေလည်းခရီးသက်ဆက်လာခဲ့ကြပြီးကီရူလာစီမှာလည်းဘာမှဒူးဒူးခြားခြားဖြစ်မလာတာနဲ့ခုနကလူတုံးသွားတဲ့စပယ်ကတ်ဆိုတာဘာလဲဆိုပြီးဂွန်ကစိတ်ဝင်စားနေရင်နောက်ဆုံးတော့စူကြီးတွေရဲ့မျိုးတို့ခေါ်တဲ့အန်ဒိုခီပတ်မျိုးကိုရောက်လာခဲ့ကြတယ်အဲ့ဒီမျိုးရဲ့လူစုသူဝေးများတဲ့တနေရာမှာတော့ကြောက်တုံးဆက်ကူကစားဖို့ပြန်ရမယ့်နေ့ကိုဘုံအကြီးကြီးနဲ့ကြီးညာထားသလိုစူကြီးအနေနဲ့ကတော့ sort of truth ဆိုတဲ့ item ကိုပေးမယ်လို့ကြီးညာထားပြီးအဲ့ဒီနေရာမှာသူတို့လိုပဲအခုမှရောက်လာတဲ့ပလေယာတွေကိုတွေးလိုက်ရတယ်ဒါနဲ့ဂုံလုံးတွေလည်းပြိုင်မယ်လို့ဆုံးဖြတ်လိုက်ကြပြီးကြောက်တုံးပြိုင်ပွဲမစားခင်စားတောက်ဆိုင်တစ်ခုမှကျင်းပနေတဲ့အေယာမခောက်ဆွဲပွဲကြီးကိုမိနစ်30အတွင်းပြီးအောင်စားနိုင်ရင်ရမယ်ဂါတီတက်စပယ်ကတ်ကိုအရင်ပြန်ကြတယ်ဒါနဲ့ဘိုက်ဆာနေတဲ့သူတို့နှစ်ယောက်လည်းတတ်မှတ်ထားတဲ့အချိန်တွင်းမှာပဲတပတ်ကလုံးကုန်သွားတာနဲ့ချီးမြှင့်ထားတဲ့ကတ်ကိုရလိုက်ပေမဲ့လည်းကတ်ပေါ်မှာပြထားတဲ့ဘယ်ဘက်ထိပ်ကခဏန်းနဲ့ညာဘက်ထိပ်ကခဏန်းတွေကဘာကိုဆိုလိုချင်တာမှမသိတော့တာမို့ဆိုင်ရှင်ကိုမေးကြရတယ်ဒါနဲ့ဆိုင်ရှင်ကလည်းဘယ်ဘက်ထိပ်ကခဏန်းကအကတ်ရဲ့ item number ဖြစ်ပြီးညာဘက်ထိပ်ကခဏန်းမှာပါတဲ့အင်္ဂလိပ်စလုံး F ကတော့ဒီကတ်ကိုရဖို့အတွက်ဘယ်လောက်ခက်ခဲလဲဆိုတာကိုပြတာလို့ရှင်းပြတယ်အခြေပြန်အနေနဲ့ကတော့အဲ့ဒီစလုံးနေရာမှာ S S S A B C D E F G H ဆိုတဲ့အခရာစလုံးတွေရှိပြီး SS ကတ်ကရဖို့အခက်ဆုံးဖြစ်သလို H ကတ်ကရဖို့အလွယ်ဆုံးဆိုတာကိုရှင်းပြတယ်။အဲနောက်ဆိုင်တဲကထွက်လာတော့လမ်းလေကောင်မှာသွေးထွက်တန်ရုပ်ဖြစ်ပြီးသိနေတဲ့သူတို့နဲ့အတူဝင်လာတဲ့ကစားသမားကိုမြင်လိုက်ရတာမို့ဂွန်တို့လည်းထိတ်လန့်သွားပြီးဘေးကလူတွေကိုဘာဖြစ်တာလဲမေးကြည့်တော့ဒူတယောက်ကနေသူတို့လည်းဘလို့ဖြစ်တဲ့ဆိုတာကိုမသိပေမဲ့ခန္ဓာကိုယ်အတွင်းထဲကနေပေါက်ကွဲသွားပြီးအခုလိုဖြစ်သွားတာလို့ပြောပြတယ်။ခဏအကြာတော့အဲ့ဒီလူကအငွေးပုံစံနဲ့ပျောက်ကွယ်သွားတာမို့ဒီဂိမ်းကသူတို့အသက်ဆုံးပြီးဆော့ရမယ့်ဂိမ်းဆိုတာကိုအတိပြန်ဝင်လာပြီးချက်ချင်းမှာပဲခုနကကီရူလာကိုတိုက်ခိုက်ခဲ့တဲ့စပယ်ကတ်တွေရဲ့အနေအကိုပါတွေးပူသွားတယ်။ဒါပေမဲ့အဲ့ဒီမှာပဲလူတယောက်ရောက်လာပြီးဒီဂိမ်းထဲမှာလူကိုသေးစေနိုင်လောက်တဲ့ပြင်းအားနဲ့စပယ်ကတ်မျိုးမရှိဘူးဆိုတာကိုရှင်းပြပြီးခုနကလူသေးသွားတာကတခြားကစားသမားတွေရဲ့နံကြောင်းလို့ပြောပါတယ်။ဒီစကားကြတော့ကစားသမားအချင်းချင်းတက်တိုက်ကိစ္စကိုတီးလိုက်ရတာမို့ထိတ်လန့်သွားပြီးတယောက်နဲ့တယောက်ကြည့်မိတဲ့အချိန်အဲ့ဒီလူကဂွန်တို့ကိုသူတို့အဖွဲ့အစည်းတစ်ခုတီထောင်နေတာမို့လာ join ပါလားဆိုပြီးခေါ်ပါတယ်။ဂွန်တို့လည်းအခုမှစားသေးတဲ့လူကိုမယုံတာမို့ဘာလို့ရမယ်တိုင်မင်နေတော့မှပဲအဲ့ဒီလူကကီရူလာဒီမျိုးကိုဝင်လာတော့ကတိုက်ခိုက်ခံရတဲ့ဆိုတဲ့အကြောင်းနဲ့ဒီဂိမ်းကခက်ခဲပြီး
စောရတာကြောက်စရာကောင်းနေဆိုတဲ့အကြောင်းကိုပြောလိုက်တော့စိတ်ဝင်စားသွားပြီးလိုက်လာခဲ့ကြတယ်အဲ့လိုကနေခေါ်တဲ့နေရာရောက်တော့လူတွေအများကြီးကိုတွေ့လိုက်ရပြီအဲ့ဒီလူတွေကဂွန်နဲ့ကီရူလာတို့ကိုစပယ်ကတ်တွေအကြောင်းကိုရှင်းပြလို့ကစားသမားတစ်ယောက်ကထူးဆန်းတဲ့ကတ်ကိုရပြီဆိုတာနဲ့အမဲလိုက်တဲ့လူတွေပေါ်လာပြီးကတ်တွေကိုလူးတတ်တဲ့အကြောင်းပြောပါတယ်အမဲလိုက်တဲ့လူတွေထဲမှာဘောင်ပါလို့ခေါ်တဲ့အကျန်းဖက်သမားအုပ်စုရှိတာမို့ခုနကလူကအဲ့ဒီအဖွဲ့ကြောင့်တည်သွားတယ်ဆိုတာကိုပြောရင်အခုတလောကက်ရဖို့ကခက်ခဲတာရဲ့ကက်ရပြောင်းလဲနိုင်တဲ့အရေးအတွက်ကလည်းကန့်သက်ထားတာကြောင့်အမဲလိုက်တဲ့လူတွေများလာပြီးတစ်ဖက်ပလီယာကမပေးရင်တော့တက်ပစ်ကြတယ်လို့ပြောပြနေတယ်အဲ့လိုနဲ့တည်သွားပြီဆိုရင်တော့လက်စုပ်လည်းပျောက်သွားသလိုကက်လည်းပျောက်သွားမှာမို့အဲ့ဒီနီလန်ကကက်ရကန့်သက်ထားတဲ့ပြောင်းလဲနိုင်တဲ့အရေးအတွက်ကိုတိုးသွားစေတယ်ဆိုတာကိုပြောပြရင်ဂိမ်းတီရှိနေတာက10နှစ်ကျော်နေပေမဲ့အခုလိုအမဲလိုက်တာတွေကိုတော့ဘယ်သူမှမတားနိုင်သေးဘူးဆိုတာကိုပြောပြနေခဲ့တယ်ဒါကြောင့်သူတို့အခုလိုအဖွဲဖွဲရတဲ့ကြီးဝယ်ချက်ကဒီဂိမ်းကိုဖျက်ဆီးပြီးဂိမ်းထဲကနေလွတ်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့အချက်ဖြစ်တာမို့ကစားသမားတွေမမောတဲ့ကတ်တွေကိုသူတို့လိုသလောက်လိုက်စုကြမယ်ဆိုပြီးပြောတယ်ဒါကဒီဂိမ်းကိုရှင်းဖို့တခုတည်းသောနီးပဲဆိုပြီးပြောတာနဲ့ပူဖက်ကနေဂိမ်းကိုရှင်းနိုင်တဲ့အခါစူချင်းငွေကိုရောဘယ်လိုပေးမှလဲဆိုတာကိုမေးတော့ကက်ရဲ့လက်ရဘက်မှာပါတဲ့အင်္ဂလိပ်စလုံးအစင်သတ်မှတ်ချက်ပေါ်မူတည်ပြီးလို့ပြန်ဖြေရင်သူတို့နဲ့လက်တွဲမယ်ဆိုရင်အတိုက်ခိုက်ခံထားရတဲ့စပယ်တွေကိုလည်းဖယ်ပေးအောင်မှလို့ညွှန်ဆွဲပါတယ်သူတို့မှာအဖွဲ့သား90ကျော်ရှိတာမို့2လအတွင်းမှာကတ်တွေကိုလိုက်စုဆောင်ကြမယ်ဆိုတဲ့အကြောင်းနဲ့3လနေရင်ဂိမ်းကိုဖျက်ဆီးပြစ်မယ်လို့ပြောပြီးသူတို့နဲ့အတူပါမလားဆိုတာကိုတယောက်ချင်းစီလိုက်မေးပါတယ်အဲ့ဒီမှာဂွန်ကနေသူမပါဘူးလို့တခွန်းနဲ့ပြောပြီးစိတ်တူတူနဲ့ထွက်သွားတာမို့ကြံခဲ့တဲ့ကီရူလာလည်းဂွန်မပါရင်သူလည်းမပါဘူးဆိုပြီးခွန်နောက်ကနေပြေးလိုက်သွားတော့တယ်ကြံနေခဲ့တဲ့ပလေယာသစ်တွေကိုတော့ခေါ်လာတဲ့လူတွေကတော့စပယ်ကိုဖျက်ဖို့ဆိုဂိမ်းထဲကနေပြန်ထွက်ရမှာမို့အခုချိန်ထိစုဆောင်းထားတဲ့ကတ်တွေနဲ့လက်စုပ်တွေကိုပေးခဲ့လို့ပြောတယ်အဲ့ဒီလိုတောင်းနေဆိုတာကလည်းကစားသမားက10ရက်အတွင်းပြန်ရောက်မလာဘူးဆိုရင်ကတ်တွေကပျောက်ကွယ်သွားမှာဆိုတာကိုပြောရင်အတိတ်ကလေးတွေလက်ခံလာပြီဆိုတာနဲ့သူတို့ဘော်ဒါတယောက်ကိုခေါ်လို့ level ကတ်ကိုသုံးပြီးဂိမ်းထဲကနေထွက်သွားကြတယ်တစ်ဖက်မှာလည်းခွန်နောက်ကလိုက်လာတဲ့ကီရူလာကဂုံမီတော့မှဘာဖြစ်လို့စိတ်တူနေတာလဲလို့မေးတော့ဂွန်ကသူ့အဖေတီထွင်ခဲ့တဲ့ဂိမ်းကိုမကောင်းပြောနေကြတာနဲ့တိမခံနိုင်တော့လို့ထွက်လာခဲ့တာလို့ပြောပြီးဂိမ်းကိုသူ့အဖေကနဦးတီထွင်ခဲ့တဲ့ယူရဲချက်အတိုင်းပြောစရာကောင်းတဲ့ဂိမ်းပဲဖြစ်စေချင်တယ်လို့ပြောပါတယ်ဂိမ်းထဲမှာလူတွေကအခုလိုအမဲလိုက်နေကြလို့ဒါဂိမ်းကကြောက်စရာကောင်းနေဆိုပြီးဖြစ်လာတာလို့ပြောတာနဲ့ကီရူလာကဒါကဟန်တာတွေအတွက်ထွင်ထားတဲ့ဂိမ်းမို့ဒီလိုဖြစ်တာဆိုပြီးရှင်းပြတယ်ဒါပေမဲ့သူကိုယ်တိုင်လည်းလူသက်တာကိုတော့သဘောမတူတာမို့ကစားသမား2ယောက်ကကက်ရဖို့အတွက်မျှတတဲ့ရှင်ပြိုင်မှုကိုလုပ်ရင်ကောင်းမယ်လို့အကြံပေးရင်သူတို့ကတော့ဂိမ်းကိုပျော်ပျော်ကြီးစောကြမယ်လို့ပြောလိုက်တယ်ဒီစကားကြတော့ဂွန်နဲ့ကီရူလာနဲ့အတူပါလာတာကဖျားပေးတဲ့ဆုလက်ပါဆိုတဲ့ခံစားချက်ကိုရသွားတာနဲ့ဂျေဇူးတင်စကားကိုပြောလိုက်တော့ကီရူလာကလည်းစိတ်ထဲကနေသူကသာဂွန်ကိုဂျေဇူးတင်ရမှာပါဆိုပြီးပြောနေခဲ့တယ်သူတို့ဒီလိုချိတ်ခိတ်နေကြတဲ့မြင်ကွင်းကိုအပေါ်ကနေမိန်းကလေးတယောက်ကစောင့်ကြည့်နေပြီးသူတို့ကြားမှာသွေးကွဲအောင်ဝင်းနောက်ဆက်ခြင်းစိတ်တွေတဖောက်ဖားနဲ့ပေါက်နေပါတော့တယ်